ကဲဒီနေ့ဗီဒီယိုမှာတော့ဒီကဘာကြီးထဲမှာနောက်ဆုံးကြံရစ်ခဲ့တဲ့အမေဇုံတောထဲကလျှို့ဝှက်လူသားမျိုးနွယ်စုတွေဟာဒီလိုကြောက်စရာကောင်းတဲ့တောနက်ကြီးထဲမှာဘလို့ရှင်သန်နေထိုင်ကြလဲသူတို့မှာဘလို့ထူးဆန်းတဲ့ဓလေ့စရိုက်တွေရှိလဲပြီးတော့သူတို့ကိုကွယ်ပြောက်မသွားအောင်အစိုးရတွေကဘလို့ကာကွယ်ပေးထားလဲဆိုတာတွေကိုဒီဗီဒီယိုအပိုင်း3မှာအသေးစိတ်စိတ်လှုပ်ရှားဖွယ်တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ပညာရှင်တွေရဲ့လေ့လာချက်အရအမေဇုံတောနက်ကြီးထဲမှာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်မရှိတဲ့မျိုးနွယ်စုပေါင်း100ကျော်ရှိနေသေးတယ်လို့ခန့်မှန်းထားကြပါတယ်။သူတို့တွေဟာကျွန်တော်တို့နေထိုင်တဲ့မြို့ပြကဘာကြီးအကြောင်းကိုဘာတစ်ခုမှမသိကြသလိုသိဖို့လည်းစိတ်မဝင်စားကြပါဘူး။ဥပမာအဖြစ်ယာနိုမာမီမျိုးနွယ်စုဒါမှမဟုတ်ကာဝါဟီဘာလို့ခေါ်တဲ့မျိုးနွယ်စုတွေဟာအပြင်လူတွေကိုမြင်တာနဲ့ရန်သူလို့သတ်မှတ်ပြီးမြားတွေလှမ်းတွေနဲ့လှမ်းပစ်လေရှိပါတယ်။2008ခုနှစ်တုန်းကဘရာဇီးဆိုးရကလေရင်နဲ့တောပေါ်ကနေဓာတ်ပုံလှမ်းရိုက်တဲ့အခါမှာတောထဲကလူတွေဟာလေရင်ကြီးကိုငှက်ဆိုးကြီးတစ်ကောင်လို့ထင်ပြီးကောင်းကင်ဘုံကိုမြားတွေနဲ့အတင်းလှမ်းပစ်ခဲ့ကြတဲ့ဖြစ်ရပ်ဟာကဘာမှာအရန်ကိုဟိုးလေးတကြောဖြစ်ခဲ့ပါတယ်သူတို့တွေဟာတဘာဝတရားကြီးကပေးတဲ့အသီးအနှံတွေကိုခုဆွစားကြတယ်တောလိုက်ကြတယ်ငါဖမ်းကြတယ်သူတို့အတွက်တော့အမေဇုံတောကြီးဟာသူတို့ရဲ့ကဘာဦးအိမ်တော်ကြီးဖြစ်ပြီးတဘာဝတရားကပဲသူတို့ကိုအစာအာဟာရတွေအပြည့်အဝထောက်ပံ့ပေးထားတာဖြစ်ပါတယ်ဒီလိုလူအုပ်စုတွေဟာယောဂဗျာတွေတာရဲတရိษံတွေပေါ်လာတဲ့တောနက်ကြီးထဲမှာစေဝါမရှိပဲဘလို့ရှင်တန်နေကြလဲအဖြေကတော့သူတို့မှာအံ့ဩစရာကောင်းတဲ့တဘာဝဆေးဖက်ဝင်ပင်ဆိုင်ရာဗဟုသုတတွေရှိကြပါတယ်ကျွန်တော်တို့ခေတ်ပေါ်ဆေးပညာကအခုမှရှာဖွေတွေ့ရှိတဲ့အပင်တွေကိုသူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကဒဏ်ရာတွေအဖျားယောဂါတွေကိုကုသဖို့အသုံးပြုနေကြတာပါသူတို့ရဲ့စမ်းပြတဲ့ဓလေ့တွေကတစ်ခုကတော့အမေဇုံတောထဲကအလွန်စိတ်ပြင်းတဲ့ဖားပြလေးတွေ Poison Dart Frog ရဲ့အရေပြားကထွက်တဲ့အစိတ်ကိုယူပြီးသူတို့ရဲ့မြားထိပ်တွေမှာလူပြီးအမဲလိုက်ကြတာပါဒီမြားချက်ထိမှန်တဲ့ဘလို့သားရဲမဆိုမိနစ်ပိုင်းအတွင်းသေဆုံးသွားနိုင်ပါတယ်နောက်ပြီးသူတို့ရဲ့လူမှုဖွဲ့စည်းပုံဟာအလွန်ရိုးရှင်းပါတယ်ခေါင်းဆောင်တဦးကဥဆောင်ပြီးအမျိုးသားတွေကအမဲလိုက်ပြီးအမျိုးသမီးတွေကသားသမီးထိန်းကျောင်းနဲ့အပင်စိုက်ပျိုးကြပါတယ်သူတို့မှာရွှေတွေငွေတွေပတ်စံတွေမရှိပါဘူးသူတို့ရဲ့တဦးလေးသောပိုင်ဆိုင်မှုကတော့သူတို့ယုံကြည်ကိုးကွယ်တဲ့တောဆောင်နှက်တွေနဲ့တဘာဝတရားကြီးပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာကဒီကဘာဦးလူသားတွေရဲ့အေဂျင့်တဲ့ဘဝလေးတွေဟာလက်ရှိအချိန်မှာအကြီးအကျယ်ချိန်ချောက်ခံနေရပါတယ်။ဘာကြောင့်လဲဆိုတော့မြို့ပြတွေတိုးချဲ့လာတာတရားမဝင်ရွှေတူးဖော်သူတွေတခိုးခုတ်သူတွေဟာဒီလူသားတွေနေထိုင်တဲ့တောနက်ပိုင်းတွေအထိကျူးကျော်ဝင်ရောက်လာကြလို့ပါပဲ။ဒီနေရာမှာအကြီးမားဆုံးအန္တရာယ်ကလက်နက်မဟုတ်ပါဘူး။အပြင်လူတွေတည်ဆောင်လာတဲ့တာမန်တုပ်ကွေးယောဂမျိုးဖြစ်ပါတယ်။ကျွန်တော်တို့အတွက်တာမန်နာဆေးချောင်းဆိုတာဟာသူတို့အတွက်တော့ခုခံအားလုံးဝမရှိတဲ့အတွက်တမျိုးနွယ်စုလုံးသေဆုံးသွားနိုင်တဲ့အထိသေစေနိုင်တဲ့အန္တရာယ်ကြီးဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဘရာဇီးအစိုးရရဲ့ FUNAI National Indian Foundation လို့အဖွဲ့အစည်းတွေနဲ့အမေဇုံဝန်းကျင်ကအစိုးရတွေဟာဒီမျိုးနွယ်စုတွေကိုကာကွယ်ဖို့အတွက်ဥပဒေတွေပြဋ္ဌာန်းထားပါတယ်။သူတို့နေထိုင်တဲ့နယ်မြေတွေကို strictly protected zones တင်းကျပ်စွာကာကွယ်ထားသောဇုံတွေအဖြစ်သတ်မှတ်ပြီးအပြင်လူတွေလုံးဝဝင်ရောက်ခွင့်မပြုဘဲပိတ်ပင်တားဆီးထားပါတယ်။သူတို့ကိုတွားရောက်ပြီးယဉ်ကျေးအောင်လုပ်တာမျိုးမဟုတ်ပဲသူတို့ရဲ့ရိုးရာအတိုင်းအေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ဝေးကနေပဲစောင့်ရှောက်ပေးထားတဲ့နည်းလမ်းကိုအသုံးပြုနေတာဖြစ်ပါတယ်။အမေဇုံတောနက်ထဲကလျှို့ဝှက်မျိုးနွယ်စုတွေရဲ့အကြောင်းကိုကြည့်ပြီးတဲ့အခါမှာကျွန်တော်တို့လူသားတွေဟာဘာကြောင့်သူတို့ကိုတွားပြီးမနှောက်ယှက်ပဲဒီတိုင်းပဲထားတင်လဲဆိုတာကိုတွေးတောစရာဖြစ်လာပါတယ်။သူတို့တွေဟာကျွန်တော်တို့တမိုင်းမတင်မီခေတ်ကဘိုးဘွားတွေဘလို့နေထိုင်ခဲ့လဲဆိုတာကိုပြသနေတဲ့အသက်ရှင်လျက်ရှိတဲ့တမိုင်းပြတိုက်ကြီးတွေဖြစ်တယ်လို့ကဘာမြေကြီးရဲ့ဂေဟစနစ်ကိုအကောင်းဆုံးထိန်းသိမ်းပေးနေတဲ့တောဆောင်တဲ့သမားတော်ကြီးတွေလည်းဖြစ်ကြပါတယ်။တကယ်လို့အမေဇုံတောကြီးပျက်စီးသွားမယ်သို့မဟုတ်ဒီမျိုးနွယ်စုတွေကွဲပြောက်သွားမယ်ဆိုရင်ဒါဟာလူသားမျိုးနွယ်စုတစ်ခုလုံးရဲ့အစားမထိုးနိုင်တဲ့ဆုံးရှုံးမှုကြီးဖြစ်သွားမှာပါ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးကမ္ဘာအမေဇုံတောကြီးရဲ့နောက်ထပ်လျှို့ဝှက်ချက်တွေဖြစ်တဲ့လီတာနီးပညာနဲ့ရှာဖွေတွေ့ရှိထားတဲ့ရှေးဟောင်းမျိုးတော်ကြီးများအကြောင်းကိုနောက်ပိုင်းလေးမှာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။